所以你妈都表达他们表白呢，拉萨呢？အခုလည်းမီးရလည်းအရင်ပြက်နေတယ်။နေရာဒီလည်းရောက်ပြီဆိုတော့မီးစိတ်တုံးကဝင်မလားတော့။အဲ့မှာမီးစိတ်ရောင်းတဲ့အတိတ်ဆိုင်တွေပါလို့ရှိလား အမမီးစက်ရောင်းတဲ့အကြည့်ဆိုင်ငါဆိုင်တော့တွေ့ထားတယ်ငါညို့အဲ့ဆိုင်လိုက်ပြမလား ။နင်ခုနပြောတဲ့မီးစိတ်ရောင်းတဲ့ဆိုင်ကဘယ်နားမှာလဲ ဒီဘေးနာဝင်တဲ့ A1 ဆိုင်ကြီးကားစီယာဘေးနာဝင်တဲ့ A1 ဆိုင်ကိုမောင်းပေးပါနော်ဟဲ့ငါတို့ဆိုင်မြို့သွားဒီတိုင်းတော့တော်လို့မရအောင်နော်နည်းနည်းလူလေးပါလေရှင်အောင်လို့ဟာနည်းနည်းအထင်ကြီးအောင်လို့ငါတို့နည်းနည်းတော့လုပ်ရမယ် ။အေးချဟာညော်လေးတို့မင်္ဂလာပါဗာမြန်ကူညီပေးရမလဲခင်ဗျာ Hey, morning. I visited here for a week. I heard your event show is good, so I want to buy a generator. မီးစက်လေးဝယ်ချင်လို့တဲ့ ဟုတ်ကဲ့ညီမလေးရပါတယ်ခင်ဗျာ I don't want noise generator. I want oil not much eat. ဟမ် Oil not much eat. အာစီစားတက်တာပြီးအတန်မကျရလေးပြပေးပါတဲ့ ဟုတ်ကဲ့ဟုတ်ရှိပါတယ်ခင်ဗျာဟုတ် I also want a good one. It's safe. It's safe. Okay safeသူကကောင်းတာပဲလို့ချင်တယ်တဲ့ ဟုတ်ကဲ့ညီမလေးဟုတ်အကိုတို့ဆိုင်မှာတော့အကောင်းဆုံးတွေကိုမရောင်းချပေးတာညီမလေးအကောင်းဆုံးတွေတည်းကမှဒီရမှာ8800အိုင်းဆိုတဲ့မိစက်လေးတော့ရှိတယ်ညီမလေးအကောင်လေးကသူက330ဝန်းကျင်ရှိတယ်ပြီးတော့စီစားလေးတက်တာတယ်ပြီးကြရင်အတန်လေးငိမ့်တယ်တစ်ချက်တော့လိုက်ပြပေးရမှာညီမလေးဒါလေးဒါလေးပါညီမလေး ဟုတ် He said there is 30,000 အဲ့ဆိုဒါလေးပဲယူလိုက်မယ်နော် အဲ့ဆိုဒါလေးပဲယူလိုက်မယ်နော် ဟာညီမလေးတို့ကလည်း sorry တွေကညီမလေးပြောတတ်တာမပြောဘဲနဲ့လာစားနေ ဟီဟီ